နုကန်ကွင်းစီအလဲတစ်ခေါက်ပြန်လာခဲ့တဲ့လီယိုနယ်မက်ဆီအားလုံးပဲမင်္ဂလာပါများအိုဆန်ဖူဘောရှိုးကနေပြီးတော့ပြန်လည်ကြိုလိုက်ပါတယ်လက်ရှိအင်တာမီယာမီအသင်းနဲ့အတူ professional ကစားမဘဝဖြတ်သန်းနေတဲ့လီယိုနယ်မက်ဆီဟာဘာစီရဲ့အိမ်ကွင်းဖြစ်တဲ့နုကန်ကွင်းစီအလဲသွားရောက်ခဲ့ပါတယ်ဘာစီရဲ့နုကန်ကွင်းဟာပြန်လည်ပြုပြင်တည်ဆောက်နေတဲ့ကွင်းဖြစ်တာကြောင့်မက်ဆီဟာအလဲသဘောမျိုးသွားရောက်ခဲ့တာပါနုကန်ကွင်းကိုသူသွားရောက်လဲပတ်မယ်ဆိုတဲ့အကြောင်းအသင်းဘက်ကအကြောင်းမကြားခဲ့ပဲကွင်းကိုတာဝန်ယူတီးပြန်လည်တည်ဆောက်နေတဲ့ Live Max Company ဘက်ကိုသာအကြောင်းကြားခဲ့တာဖြစ်ပါတယ်။မက်ဆီလာရောက်လည်ပတ်မယ်ဆိုတဲ့အကြောင်းအသိမပေးအကြောင်းမကြားခဲ့တာကြောင့်နုကန်ကွင်းအပြင်ကလမ်းမပေါ်မှာပုံမှန်အတိုင်းမက်ဆီလမ်းလျှောက်သွားတာကိုတော့ဘယ်သူမှသတိမထားမိခဲ့ပါဘူး။မက်ဆီနိုင်ငံအသင်းဖြစ်တဲ့အာဂျင်တီးနားအသင်းရဲ့လေ့ကျင့်ရေးနေရာကိုမသွားရောက်ခင်မှာနုကန်ကွင်းစီအလဲတစ်ခေါက်သွားဖို့ဆုံးဖြတ်ခဲ့တာပါ။နိုင်ငံအသင်းပေါ်လည်းဖြစ်သလိုမီယာမီအသင်းပေါ်လည်းဖြစ်တဲ့ဒီဘောကမက်ဆီနဲ့အတူလိုက်ပါခဲ့ပြီးလီယိုနယ်မက်ဆီရဲ့ Instagram မှာတင်ထားတဲ့ဓာတ်ပုံတွေကိုရိုက်ကူးပေးခဲ့ပါတယ်။အားကစားကွင်းရဲ့လုံခြုံရေးအဆောက်တွေတောင်မက်ဆီရောက်ရှိလာတာကိုအားအသင်းခဲ့ကြပြီးချက်ချင်းဆိုလိုကွင်းအတွင်းဝင်ပြုခဲ့ကြပါတယ်။နုကန်ကွင်းစီအလဲသွားရောက်ခဲ့တဲ့ခန်းစားချက်နဲ့ပတ်သက်ပြီးအင်တာဗျူးမှာအခုလိုဖြေကြားထားပါတယ်။ကျွန်တော်စိတ်ဝိညာဉ်နဲ့လွမ်းဆွနေတဲ့နေရာကိုပြန်လာခဲ့တာပါဒီနေရာကကျွန်တော်အရန်ပျော်ခဲ့တဲ့နေရာဒီနေရာပါကျွန်တော်အတွေ့အကြုံကဘာကာကနေအဝေးကိုထွက်မသွားခဲ့ပါဘူးချိန်မှာတော့ဒီနေရာကိုပြန်လာနိုင်ဖို့မျှော်လင့်ထားပါတယ်ကစားမတစ်ယောက်အနေနဲ့နှုတ်ဆက်ဖို့ခွင့်ရမရခဲ့တာကြောင့်ပါလို့ပြောဆိုခဲ့ပါတယ်မက်ဆီယာ2021ဘာကာကနေထွက်ခွာခဲ့တော့ကတခြားကစားမတွေလိုနုကန်ကွင်းထဲမှာပရိသတ်တွေနဲ့အတူနှုတ်ဆက်ခွင့်မရခဲ့ပါဘူးဒါကတော့စိတ်မကောင်းစရာပါပဲဘာစီလိုနာအသင်းကြီးတစ်သင်းမှာထိပ်တန်းကစားမဖြစ်ခဲ့တဲ့သူ့အတွက်ဘာစီကနေထွက်ခွာခြင်းမှာအသင်းနဲ့အတူအောင်မြင်မှုတွေအတွက်တခဏခဏနှုတ်ဆက်ခွင့်မျိုးရခဲ့တဲ့တာပါနောက်တစ်ချိန်မှာတော့သူချစ်တဲ့ဘာစီလိုနာကိုတနည်းနည်းပြန်လည်ရောက်ရှိလာပြီးပရိသတ်တွေနဲ့တွဲဆုံနှုတ်ဆက်အောင်မယ်လို့မျှော်လင့်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်